ကဘာလောကစာအမြင့်ဆုံးလို့သတ်မှတ်ကြတဲ့ဆွစ်ဇာလန်နိုင်ငံမှာနေရန်မောမန်နဲ့ပညာရှင်တယောက်ကဘယ်လောက်ရမလဲထင်လဲဗျပုံမှန်အလုပ်သမားဆိုနေတနာရီလောက်ခ90ကနေ60ဒေါ်လာလောက်ရပါတယ်ကျွမ်းကျင်အဆင့်ဆိုရင်တော့တနာရီ80ကနေ80ဒေါ်လာရတာဟာမဆန်းပါဘူးဒါအပြင်ခမားသာအနုစိတ်လက်ရာတွေလိုတဲ့ဇိမ်ခံအင်ကြီးတွေမှာလောက်ရရင်ဒီထက်ပိုရတာပုံမှန်ပါပဲဒီလောက်ကပင်ပန်းပြီးညစ်ပတ်ပေးနေရဲဆိုပေမဲ့ပုံမှန်လေးလောက်သွားမယ်ဆိုရင်တော့တနေ့ဝင်ငွေဒေါ်လာ300ကျော်ဖို့ကတိတ်မခတ်ပါဘူးအမှန်တိုင်းဖော်ရရင်ဆွစ်ဇာလန်ရဲ့ကုန်စည်နှုန်းကလည်းကမ္ဘာမှာအမြင့်ဆုံးစည်းဝင်ပါပဲဝင်ငွေများသလိုထွန်းငွေလည်းများတာပေါ့ဗျာဇူရစ်လိုမြို့ကြီးတွေမှာဆိုရင်စပင်းညက်ခ$300ပေးရတာကသိမဆန်းပါဘူးအတူချုပ်ပြောရရင်တော့ဆွစ်ဇာလန်ရဲ့ထူးခြားချက်ကအရာရာဈေးကြီးတာပါပဲလောအားခဈေးကြီးသလိုနေ့စဉ်ဘဝနေချိုင်စည်းကလည်းမြင့်မားလွန်လာပါတယ်